ဒီနေ့က5ခန်းကြီးလေးလေးလာပါမယ်ပထမဆုံးတစ်လုံးကရမဆိုတဲ့ခန်းကြီးလေးလာမယ်ပေါ့နော်ရမတွေ့ရင်နောက်ထပ်တစ်တန်းကပါလဲဆိုလို့ရှင်စမ်းဆိုတဲ့တန်းပေါ့နော်ပြန်ရေးပြပါမယ်တခြားဆွဲမယ်ပြီးလို့ရှင်ညမအခေပါတော့တန်းဒီလိုမျိုးလေးပြန်လိုက်မယ်ဒါကရမဆိုတဲ့တောင်ဆွဲခန်းကြီးဖြစ်တယ်သူကတခြားစကားလုံးနဲ့ပေါင်းလို့ရှင်ဖြစ်လာမယ့်အတန်းစမ်းဆိုတဲ့တန်းဖြစ်တယ်စမ်းဆိုလို့ရှင်ဒါကပါလဲဆိုရင်တောင်ပေါ့နော်ဖူဂျီနဲ့လို့ရှင်ဖူဂျီစမ်းဆိုရင်ဖူဂျီတောင်အခုကတိုးတော့နောက်တဲ့အတန်းဇန်စမ်းတောင်ကဇန်ဒီလိုမျိုးတောင်းဇန်တိုးဇန်ဆိုရင်တောင်တစ်ချင်းပြန်ပြကြည့်မယ်စကားလုံးတောင်းလို့ပြန်မယ်ရမဆိုရင်တောင်သူကဖူဂျီနဲ့တွေ့ရင်ဖူဂျီစမ်းဆိုရင်ဖူဂျီတောင်တိုးဇန်ဆိုလို့ရှင်တက်တီဆွဲခန်းကြီးနဲ့တွေ့ပါတော့တိုးဇန်ဆိုလို့ရှင်တောင်တက်ချင်းဆိုပြီးတော့ဒီလိုရတယ်ဒါတောင်ခန်းကြီးလေးပါကနှလုံးမြောက်ကပါလဲဆိုလို့ရှင်ပထမဆုံးဒီလိုမျိုးဆွဲမယ်ပြီးရင်လေကောင်တစ်ချောင်းဆွဲမယ်ပြီးရင်နောက်ဆုံးတစ်ချောင်းဆွဲလိုက်မယ်ဒါဆိုရင်ခါဝနောက်ခုကဂါဝဆိုတဲ့မြစ်ခန်းကြီးလေးပါနော်ခါဝဂါဝအဲ့ဒါကပါလဲဆိုရင်မြစ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဒီမှာလို့ဆိုတာကမြစ်ပေါ့နော်ပြီးတော့ကျတော့ဘယ်လဲဆိုရင်အမေဆုံးမြစ်ဆိုရင်အမေဆုံးဂါဝဆန်အမေဆုံးမြစ်အဲ့လိုမျိုးပြောနေရပါတော့ရမခဝဆန်နာမည်မှာတုံးနေရမခဝဆန်ဆိုရမခဝဆန်အမြင့်ရေးပုံပြန်ပြောပြမယ်အရင်ဆုံးတစ်ချောင်းဆွဲမယ်နောက်ကလေကောင်တစ်ချောင်းဆွဲနောက်ဆုံးတစ်ချောင်းဆွဲမယ်အဲ့ဒါကခဝဒီရဲ့နောက်ထပ်အတန်းပါလဲဆိုလို့ရှိရင်ဒီနောက်ထပ်အတန်းကတွေ့နောက်ထပ်အတန်းကစမ်းလို့တွေပဲရတယ်ဒါတော့မများပါတော့ဒါပေမဲ့ခြားစုံနဲ့တွေ့ထားရင်သူ့ရဲ့အတန်းစမ်းဆိုသိရမယ်ခါဝဂါဝသူ့ရဲ့နောက်ထပ်ဦးနေတန်းကစမ်းအစင်းနှလုံးရတော့ပေါ့နော်အခုနံပါတ်3လုံးကလေကွန်ခန့်ကြည့်လေးပြမယ်ဒီလိုမျိုးလေးပြန်ဆွဲရမယ်နော်ဒီလိုမျိုးစီရမယ်ဒါကဒီလေကွက်ခန်းကြီးလေးဖြစ်တယ်ပေါ့နော်လေကွက်ခန်းကြီးသူကသူတလုံးနဲ့ဆိုရင်တာရှိမယ်နောက်ခုကတန်းရှိမယ်ဘယ်လိုမျိုးလဲဆိုရင်ဆွေတန်းဆိုလို့ရှိရင်ဒါဆွေပေါ့နော်ဆွေတန်းဆိုရင်ရေသွင်းလောင်းပြီးစိုက်ပြလို့ရတဲ့လေကွက်တခုလဲဆိုရင်တမ်ဘိုစင်လေကွက်ပေါ့နော်တမ်ဘိုစင်လေကွက်ပြီးရင်ဆွေတန်းဆိုရင်ရေသွင်းစိုက်ပြလို့ရတဲ့လေကွက်ပြီးလို့ရှိရင်ယူတန်းဆိုရင်ရေနံမြေသူ့ရဲ့အတန်းလေးပြောမယ်အရင်ဆုံးဒီစကလုံးလေးကိုအရင်ဆုံးမှတ်မယ်ပေါ့နော်ဒါလေကွက်ခန်းကြီးလေးဒီပါတယ်ဒီမှာဒါလေကွက်ခန်းကြီးတာရှိမယ်တန်းရှိမယ်သူ့တန်းကတာရှိမယ်တန်းရှိမယ်နော်တိုက်တန်းရပြီနော်အခုကဟိဆွဲခန်းကြီးလေးနော်ဟိဘီနီရှင်နေဆိုပြီးတော့သူအတန်းအများကြီးရှိရပါနော်ဒါဘလုံးစနေလို့လည်းသုံးလို့ရနေခန်းကြီးလေးပေါ့နော်ဟိဘီနီချီနေကြီးစောအကုန်သုံးလို့ရတယ်သူကသူရဲ့အတန်းဘာလဲဆိုရင်ဟိနကွာဘီနီချီနေကြီးစောဆိုပြီးသုံးလို့ရကြီးစောသုံးလို့ရပါနော်ဟိဆိုလို့ရှင်နေပေါ့နေနကွာနီချီရောပြီးဆိုရင်တဲုံနဲ့နေကျူကြီးဆိုရင်အားလည်းရနီဟွန်းဆိုနေဒါပဲနီဟွန်းဆိုတဲ့ဒီစကလုံးနဲ့သုံးတာနီဆိုရဟာပေါ့နီဟွန်းဆိုတဲ့ဒီစကလုံးနဲ့သုံးတယ်ဒါကဟိဆိုတဲ့နေခန်းကြီးသူကဟိဘီနီချီနီကြီးဆိုသူရဲ့နောက်တဲ့တနည်းကဟိဘီနီချီနီကြီးဆိုပြီးတော့တန်သုံးလို့ရတယ်အခုကကြတော့နောက်တဲ့နံပါတ်5လုံးဒါဒီလိုမျိုးပေါ့နော်ပြန်လာမယ်ဒီလိုလာမယ်ဒါစုခိဆိုရလာရှိဒါလာခန်းကြီးကောင်းကင်ကလာနော်အဲ့လိုခန်းကြီးရမယ်နောက်ကကဲဆုကဆုကဲဆုတုံးရရတယ်ကဲဆုနောက်က
가서 계속 가서 동네야 수키 소리 들으면 수키 진짜 라 간지리 봐 수키 라 나고 계속 심해 가서 심해 가서 이치 가서 쓴 들라바이 들라바이는 저는 라고 이치 가서 쓴 들라바이 너 들으면과 들으면서 다시 이치 가서 다시 들라바이 너 큰거 다 큰 디라로 표현 자로 큰 개수 표다 큰 개수는 디라 큰 개수는 디라 다가 가수 또 의미다니까 개수 심해 가수 심해 소리 큰 의미다니까 개수 심해 가수 심해 알고 자로 철음력 간지 철음력 간지가 대창수에매 빈디바가 대창수에매 빈디바스에매 다가 다가래 희수다 미간지 봐봐 희심에 또 여기다가 카 누가 또래 희배 날거 또하 카로 동이야 카로 동이야나 카 희에 카이 다가 희선 미ပြန်ဆွဲပြပေးမယ်တစ်ချက်ဆွဲမယ်နောက်ထပ်တစ်ချက်ထပ်ဆွဲမယ်ပြီးလို့ရှိရင်ဒီလိုလေးလိုက်မယ်ဒါကဟိလေးရတယ်ခလေးရတယ်ဘယ်လိုဆိုရင်ခရောပြီးဆိုလို့ရှိရင်အင်္ဂါနေ့ခဇန်ဆိုရင်စောနာကတောင်ခန်းကြီးလေးနဲ့ပြင်တွဲပြမယ်ဒီလိုဆွဲမယ်ဒါခရမတာသူ့ရဲ့တခြားစကားလုံးနဲ့ပေါင်းလို့ရှိရင်ထွက်လာမယ့်တန်ရပါလဲဆိုရင်ခဒါကတခြားစကားလုံးသူ့တစ်လုံးနဲ့ဆိုရင်ယာမတခြားစကားလုံးနဲ့တွေ့လို့ရှိရင်ဇန်နောက်ကဇန်အစင်ဒါကဇန်တယ်ခဇန်ဆိုရင်ဒါမီတာခဇန်ဆိုရင်ဒီမှာကြည့်ခဇန်ဆိုရင်ဒါမီတာခဇန်ဆိုရင်မီတာနောက်ကခကြီးဆိုရင်မီလောင်ခြင်းတခြားစကားလုံးနဲ့တွေ့လို့ရှိရင်ကျတော့ခဇန်ထပ်ပါတယ်ခဇန်ဆိုရင်တောင်တက်ခြင်းsorryမီတာပေါ့နော်ခဇန်ဆိုရင်မီတာခကြီးဆိုလို့ရှိရင်မီလောင်ခြင်းခရောပြီးဆိုရင်အင်္ဂါနေ့သူ့တလုံးနဲ့ဆိုရင်ဟိဆိုရတာဘာလို့ဆိုမီဆိုရခံကြည့်ရရတယ်ဒီဟိရှိနော်ဒီဟိကကျတော့နေဆိုရခံကြည့်တာဟိရောဟိပဲဒါပေမဲ့မီနဲ့နေနဲ့နော်မတူနောက်ထပ်ခုမြောက်စကလုံးဒါလေးကဘာလဲဆိုလို့ရှိရင်ဆုံးတို့တစ်ချက်ဆွဲ sorry ဒီမျိုးအရင်ဆုံးတစ်ချက်ဆွဲပြီးလို့ရှိရင်ဒီလိုဆွဲပြီးဒီလိုဆွဲဟုတ်နော်ပြန်ပြမယ်ဒီချက်ဆွဲဒီလိုဆွဲဒီလိုဆွဲဒါကဘာခန်းကြီးလဲဆိုရင်ရေဆွဲခန်းကြီးရေမီဇူဆိုရရေခန်းကြီးလေးဒီကမီဇူဆိုရရေခန်းကြီးဒီလိုနဲ့ဆိုရင်မီဇူဆိုရေခန်းကြီးနောက်ကဆူအီဆိုရင်သူ့ရဲ့အတန်နောက်ထပ်ခြားတန်ကဆူအီဒီတလုံးနဲ့တွေ့လို့ရှိရင်မီဇူဆိုကြီးဆိုပြီးပြောလို့ရတယ်နောက်ကသူ့ရဲ့နောက်ထပ်အတန်ကဆူအီဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆူရောပြီးဆိုလို့ရှိရင်ဆူရောပြီးဆိုရင်ဗုဒ္ဓဝုနေ့ဗုဒ္ဓဝုနေ့ဆွေတိုးဆိုရင်ရေပိုက်ခေါင်းစိတ်တန်းဆိုရင်ရေသွင်းပြီးတော့စိတ်တလက်ကွက်ဆောင်းနာတော့လက်ကွက်လေးလာခဲ့ဟုတ်လက်ကွက်ဒါလေးရတယ်နောက်ကဒန်လေးရတယ်လို့ပြောခဲ့မလားဒီဆွေနဲ့ပေါင်းမယ်အဲဆိုရင်ဆုံးဒါဆွေဒန်ဒါဆိုရင်ဆွေဒန်ဆိုလို့ရှိရင်ကြပါလိမ့်စင်ရေသွင်းပြီးတော့စိုက်တဲ့လေကွက်ဆွေဒန်ဒီသွင်းပြီးတော့စိုက်တဲ့လေကွက်အစင်ဒါစကလုံးလေးပေါင်းသွားတွေ့မယ်နော်ဒီတလုံးနဲ့ဆိုရင်မီစုတို့တခြားစကလုံးနဲ့ပေါင်းမယ်ဆိုရင်ဆွေဒီမှာဆိုရင်တခြားစကလုံးနဲ့ပေါင်းထားပြတယ်ဒါဆွေဒါကသူ့လုံးနဲ့ဆိုရင်တန်ဖိုးဆိုရယ်လေကွက်ခန်းကြီးတခြားစကလုံးနဲ့ပေါင်းမယ်ဆိုရင်တမ်ဆိုရယ်ခန်းကြီးအဲဆိုတော့ဆွေတန်ဆိုရင်ဒီစုံစိုက်ပြထားတဲ့လေကွက်ပေါ့အခုရှစ်လုံးနောက်စကလုံးဒါပါလဲဆိုရင်တစ်ချောင်းဆွဲမယ်ပြီးလို့ရှိရင်လေကောင်တစ်ချောင်းဆွဲမယ်ဆွဲလိုက်ဒါကခိဆိုတဲ့တပင်ခန်းကြီးလေးပေါ့နော်ခိဆိုတဲ့တပင်ခန်းကြီးဒီကောင်ကခိဆိုတဲ့တပင်ခန်းကြီးခိသူရဲ့နောက်ထပ်တန်ကမူခုသူရဲ့နောက်ထပ်တန်ကမူခုဟုတ်နော်ခိဆိုတဲ့တပင်ခန်းကြီးလေးပြန်ဆွဲရမယ်30ခုဒီမှာအပေါင်းလက္ခဏာနှစ်ခုရဲ့ကြားထဲမှာဒီလိုလေးထည့်လိုက်ဒါကခိတာမွေရှင်မူခုခိဆိုကလည်းဆိုတပင်ရဲ့ခန်းကြီးလေးမုခုရောပြီးဆိုရင်စကားပလီနေလို့တောင်းလို့ရပါတော့မုခုရောပြီးဆိုရတမ်းလေးတောင်းလို့ရတယ်နောက်ကိုလုံးမြောက်စကလုံး
ကိုမျိုးစကလုံးကကြတော့အရင်ဆုံးတေးအိမ်လေးပုံစံမျိုးဆွဲလိုက်မယ်ပြီးရင်အဲ့တေးအိမ်လေးကမှဘယ်နှစ်ယောက်လဲလူ2ယောက်နေမယ်ဒီလူ2ယောက်ကဘယ်လိုနေမှာလဲဆိုရင်မတ်တက်ရက်ပြီးတော့နေမယ်ပေပုံမှာလည်းမြည်ကြီးပုံမှာဘိုင်းနဲ့လေပြပြရှင်းရှင်းပေါ့အချစ်လေးနဲ့ချစ်နဲ့တူနေမယ်တေးအိမ်လေးထဲမှာလူ2ယောက်မတ်တက်ရက်ပြီးပေပုံမှာမြည်ကြီးပုံမတ်တက်ရက်မယ်ပြပြရှင်းအချစ်လေးနဲ့နေမယ်ပေါ့ကွာအချစ်နဲ့ချစ်နဲ့နေမယ်ပေါ့ဒါကိုခင်လို့ခေါ်တယ်ဒါကဒီခန်းကြီးလေးပြန်ပြပြမယ်ပေါ့နော်ဒီခန်းကြီးလေးကအမိုးလေးဆွဲမယ်ပြီးရင်အဲ့ထဲမှာဗာလဲဆိုလူလေး2ယောက်နေမယ်ဘယ်ပေါ်မှာနေမှာလဲဆိုရင်မြေကြီးပေါ်မှာနေမယ်ပေါ့မြေကြီးပေါ်မှာဘယ်လိုလဲဆိုရင်ချစ်လေးနဲ့ချစ်နဲ့နေမယ်ချစ်တေးနဲ့နေမယ်ပေါ့ဒါကပိုက်ဆံခန်းကြီးလေးခနေဆိုပြီးတော့လေခေါ်တယ်နောက်တော့ကျတော့ Kim ဆိုပြီးတော့လေခေါ်တယ် Kim ပေါ့နော် Kim ခါနဲ့နောက်တော့ Kim ငွေပေါ့ဒါပိုက်ဆံခန်းကြီးလေးပိုက်ဆံပေါ့နော်ဒါပိုက်ဆံခန်းကြီးလေးပါဟိုခါနဲ့ဆိုရင်ငွေကြေးပေါ့ Kim ဆိုရင်ငွေခင်ရောပြီဆိုလို့ရှိရင်တောက်ကြနေလို့သုံးလို့ရတယ်နောက်က10လုံးမြောက်ခန်းကြီး10လုံးမြောက်ခန်းကြီးကဒါစစ်ချီဆိုမြေကြီးခန်းကြီးလေးဘာခန်းကြီးလဲဆိုရင်ဒါစစ်ချီဆိုတဲ့မြေကြီးခန်းကြီးလေးဖြစ်တယ်စစ်ချီနောက်ကသူ့ရဲ့နောက်ထပ်အတန်လေးကဘာလဲဆိုရင်ဒိုရှိမယ်နောက်ကဒိုရှိမယ်ပေါ့နော်ဒိုနောက်ကဒိုပေါ့စစ်ချီစခန်းကြီးလေးဒိုရောပြီဆိုလို့ရှိရင်ကြတော့ဒါကမြေကြီးခန်းကြီးပေါ့နော်ပြောမှဆိုတော့မြေကြီးခန်းကြီးတူရဲ့နော်တူကတခြားစကားလုံးနဲ့ပေါင်းမယ်ဆိုရင်တူဆိုပြီးတော့သူအတန်ထွက်တယ်ပေါ့နော်ဒိုရောပြီဆိုရင်စနေနေ့ပေါ့တို့ချီစင်ကုန်းမြေလို့သုံးလို့ရတယ်စချီစင်မြေကြီးတို့ချီစင်ကုန်းမြေတို့ရောပြီဆိုလို့ရှိရင်စနေနေ့လို့သုံးလို့ရတယ်ပေါ့နော်ဒါကM5 ခန်းကြီးပေါ့နော်ဒါ10လုံးတစ်ကနေပြန်ပြောပေးမယ်တစ်ကဘာလဲဆိုရင်ရမဆိုရခန်းကြီးလေးရမဒီလိုလေးဆွဲပေါ့နော်ဒါရဲ့စက်ကမယ်ရမစခန်းကြီးသူရဲ့နောက်ထပ်တန်တက်ကစမ်းရှိမယ်တူစမ်းဆိုရင်တောင်တက်ချင်းနော်အဲ့လိုရှိမယ်နောက်ကဖူဂျီဆန်ဆိုဖူဂျီတောင်ပေါ့နော်နောက်ကကျတော့ဒီခန်းကြီးလေးလာမယ်ဒါကမြစ်ခန်းကြီးလေးခဝဂဝသူ့မှာကလည်းစမ်းမယ်နော်ခဝရှိမယ်ဂဝရှိမယ်ဒါမြစ်ဆိုတဲ့ဟာပေါ့နော်အမေဆုံးမြစ်ဆိုရင်အာမေဆုံးဂဝပေါ့နော်အေယော်ဒီမြစ်ဆိုရင်အေယော်ဒီဂဝပေါ့အေယော်ဒီမြစ်သုံးလို့ရတယ်အခု3လုံးများစကလုံးဒါလေးကနှစ်ပေါ့နော်3လုံးများစကလုံးကဘာလေးလဲဆိုလို့ရှိရင်လေကွက်ခန်းကြီးလေးတာရှိမယ်သူ့မှာကဒန်းရှိမယ်တန်ဖိုးဆိုရင်ဒါလေကွက်လေးပေါ့နောက်ကကျတော့ဒန်းဆွီဒန်းဆိုရင်ရေသွင်းပြီးစိုက်တဲ့ရေလေကွက်အဲ့လိုမျိုးသုံးလို့ရတယ်ဒါဒန်းပေါ့နောက်တစ်ခုနံပါတ်4လုံးမြောက်ကကြတော့ဒါဟိနေခန်းကြီးလေးဟိဆိုတဲ့နေခန်းကြီးလေးဟိဝီနီချီနီဆိုတဲ့ခန်းကြီးပေါ့နော်ဟိဆိုနေခန်းကြီးနီချီရောပြီးဆိုရင်တရင်ငွေနေဟိဆိုရင်နေနောက်က QG ဆိုဂျီဆိုစင်တာပေးရက်လို့မသုံးလို့ရတယ်ဟာ5လုံးမြောက်ကဘာလဲဆိုရင်ဒီလိုမျိုးလေးဆွဲမယ်ရှေ့ရတစ်လုံးဆွဲဒီလိုဆွဲမယ်ဒါကစုခိဆိုတဲ့လမကောင်းငင်ဘောကလာကန်ကြီးသူကဂဲဆွရှိမယ်ကာဆွရှိမယ်တို့ဒီ February လ January လလည်းမသုံးလို့ရပေါ့နော်အီချီကာဆွဆိုရင်ဒါ January လပေါ့ပထမတလပိုင်းပေါ့လို့သုံးလို့ရတယ်နောက်ခု6လုံးများစကလုံးလေးကဒီလိုလာမယ်ဒါကလည်းဟိပဲဒီဟိကကျတော့မိခန်းကြီးသူ့တခြားအတန်ကခကြီးဆိုရင်မိလောင်မှုခဇန်းဆိုရင်မိတောင်အဲ့လိုတော့စောနာရမခန်းကြီးလေးနဲ့ဒါခဒီကောင်ကဇန်းခဇန်းဆိုရင်မိတောင်အဲ့လိုတော့မရဘူးပေါ့နော်အခုနံပါတ်7ပေါ့နံပါတ်7ကဒီလိုဆွဲမယ်ဒါကမီစုဆိုရရေခန်းကြီးလေးသူနောက်တစ်ခုကဆူအီပေါ့နော်ဒီမှာဆူအီနဲ့ဒန်းနဲ့ဆွီဒန်းဆိုရေသွင်းပြီးစိုက်တဲ့လေကွက်ဆူအီဒန်းဆိုရင်ရေသွင်းပြီးစိုက်တဲ့လေကွက်အဲ့လိုတော့မရဒါရေခန်းကြီးလေးမီစုရှိမယ်သူရဲ့နောက်ထပ်အတန်ကဆူအီအခု8လုံးမြောက်ခန်းကြီးကတစ်ချက်ဆွဲမယ်အပေါင်းလက္ခဏာလေးဆွဲလိုက်ရောကအပေါင်းလက္ခဏာအယူရန်ရှိလေးနဲ့ပြီးရင်ဒီမှာနှစ်ချောင်းထည့်လိုက်မယ်ဒါကဘာလဲဆိုလို့ရှိရင်ခိဆိုတဲ့တစ်ပင်ခန်းကြီးသူရဲ့နောက်တစ်တန်ကမူခုရောပြီးဆိုရင်ဒါကြတာလေးနေ
နော်တုံးလို့ရတယ်ပြီးလို့ရှိရင်ဒါ8လုံးမြောက်နောက်9လုံးမြောက်စကလုံး9လုံးမြောက်စကလုံးကကြတော့တဲအိမ်လေးဆွဲမယ်သူ့ရဲ့ထဲမှာလူ2ယောက်နေမယ်ပြီးရင်မြေကြီးပေါ်မှာအချက်လေးနဲ့ချက်နဲ့နေထိုင်နေအဲ့ဒါခင်းခါနေဥခါနေဆိုလို့ရှိရင်ဒါပတ်စံခင်းဆိုလို့ရှိရင်ကြားလဲပတ်စံပါပဲခင်းရောက်ပြီဆိုရင်တောက်ကြနေအဲ့လိုတုံးလို့ရတယ်ပေါ့နောက်ခု10လုံးမြောက်စကလုံးလေး10လုံးမြောက်စကလုံးလေးကဘာလို့လဲဆိုရင်တစ်ချက်ဆွဲမယ်ပြီးရင်30လိုပါပဲဒီမှာနောက်ခုကကျွန်တော်ကြည့်လေးဆွဲမယ်ဒါကစွတ်ချီဆိုရမြေကြီးခန်းကြီးသူနောက်ထပ်အတန်းလေးကတိုရှိမယ်ဒိုရှိမယ်တိုဟုတ်ပြီနော်စွတ်ချီဆိုရမြေကြီးခန်းကြီးနောက်ကနောက်သူ့ရဲ့နောက်ထပ်အတန်းလေးကတိုရှိမယ်ဒိုရှိမယ်ဒိုရောပြီဆိုရင်စနေနေ့တိုချီဆိုရင်ကျတော့မြေပေါ့နော်ကုန်းမြေလို့မျိုးသုံးလို့ရတယ်နော်တရားကတော့ဒီနေ့အတွက်10လုံးလေးဖြစ်ပါတယ်ရှင်